အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဖုန်းမှန်နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုမိတ်ဆွေတို့ကိုပြောပြချင်တာက iPhone 15နဲ့ iPhone 16 brand new plugin လေးတွေအကြောင်းပေါ့ဗျာနော် second hand တွေကိုတော့ကျွန်တော်မဆိုလို့ကျွန်တော် brand new plugin နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းရှင်းပြချင်တာလေးရှိလို့ဗျာနော်လက်ရှိအချိန်မှာကျွန်တော်တို့ဒီ CI အခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖုန်းတွေကကျွန်တော်တို့အခွန်တွေနဲ့ဈေးလေးတော်တော်ကြီးတက်ကုန်နေဗျအဲ့ကြားထဲမှာကျွန်တော်တို့ဒီ iPhone ထဲမှာဆိုရင်ကျွန်တော်တို့အခွန်နဲ့ကျွန်တော်တို့တော်တော်လေးကိုပုံမှန်ဈေးမဟုတ်ဘဲနဲ့တော်တော်တက်သွားတဲ့ကောင်လေးကတော့ iPhone 15လေးရှိခဲ့ဗျာပြီးတော့ iPhone 14 Pro တို့ပါတော့ပြီးတော့ iPhone 15 Pro Max အကောင်လေးဆိုရင်ကျွန်တော်အခွန်နဲ့ဈေးတော်တော်တက်သွားတဲ့ဖုန်း model တွေခင်ဗျဒီအခု16နဲ့15မှာဆိုရင်ကျွန်တော်တို့အသစ်ချင်းအတူတူ parking brand new parking ချင်းအတူတူဈေးကတိတိတသာမကွာတော့ဘဲနဲ့ကျွန်တော်တို့3သိန်းပဲကွာတော့တဲ့အနေထားမှာမိတ်ဆွေတို့အနေနဲ့ဆိုရင်ဘာရွေးချယ်တင်လဲဆိုတော့ကျွန်တော်ဒီမှာဗီဒီယိုလေးမှာနည်းနည်းလေးရှင်းပြပေးမယ်ဗျာနော်iPhone 15လေးတွေကကျွန်တော်တို့သုံးထားတဲ့ chipset လေးတွေက A16 Bionic chip သုံးထားတယ် iPhone 16ကတော့ A80 Bionic chip နဲ့ဗျာနော်အဲ့မှာเนี่ยကျွန်တော် processor အတိအကျကွာသွားပြီ processor တစ်ခုမြင့်သွားပြီအဲ့အပြင်မှာ iPhone 15နဲ့ iPhone 16မှာဆိုရင်ကျွန်တော် iPhone 15မှာကျွန်တော်ဘေးမှာကျွန်တော် silent button မပါသေးဘူးကျွန်တော် switch ပဲပါတယ်အပေါ်နဲ့အောက်နဲ့ကျွန်တော်အရင်ဟိုးရင်ဖုန်းနေတဲ့ပါတဲ့ switch lock လေးပဲပါတယ်ဟော silent လို့မှ on မယ်ဒါပဲပါ iPhone 16မှာစပြီးတော့ကျွန်တော်တို့ဘေးကကျွန်တော်တို့ဒီ switch မဟုတ်တော့ဘဲနဲ့ခလုတ်လေးနဲ့ဖြစ်သွားပြီเนาะ power ကျွန်တော်တို့ action button နဲ့ဖြစ်သွားပြီပြီးသွားလို့ရှိရင် iPhone 16မှာစပြီးတော့ထူးခြားတဲ့ဟာလေးကကျွန်တော်အခုဒီဗီဒီယိုမှာကြတော့ကျွန်တော်ဒီနည်းနည်းလေးလှမ်းနေတဲ့အနေထားမှာပြီးတော့ကျွန်တော်ဆိုင်ထဲမှာနည်းနည်းစူညံနေတဲ့အနေထားပြီးတော့လူတွေရှုပ်နေလို့ကျွန်တော်အခုဒီဗီဒီယိုမှာကျွန်တော်က mic တက်ပြီးတော့ပြောရဗျပုံမှန်ဆိုရင်ကျွန်တော်အခုကျုပ်ဗီဒီယိုတွေမှာနောက်ပိုင်းဗီဒီယိုမှာဆိုကျွန်တော် mic တိတ်မသုံးတော့ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော် iPhone 16 Pro Max နဲ့ဗီဒီယိုတွေရိုက်လို့ခင်ဗျထို့အတူပဲဒီ iPhone 16မှာဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုတွေရိုက်လို့ရှိရင်ကျွန်တော်တို့အတန် setting တစ်ခုပါမယ်ဗျာနော် audio mix ဆိုတဲ့ setting 16မှာလည်းပါမယ်16 Pro Max ကစပြီးတော့အခုဒီ70 second series ထိအကုန်ပါတဲ့ setting လေးဗျာနော်အဲ့ setting လေးဆိုရင်မိတ်ဆွေတို့ဗီဒီယိုရိုက်တဲ့အခါမှာကျွန်တော်တို့တယောက်တည်းတီးတန့်ရိုက်တဲ့ဗီဒီယိုတွေပါဆိုအတန်ပြန်ညှိလို့ရဗျာနော်အတန်ချိန်လို့ရမိုက်တောင်မလိုတဲ့ setting ပါတယ်ဗျာတော်တော်လေးမိုက်တဲ့အနေထား iPhone 15မှာဆိုရင်တော့အဲ့ feature လုံးဝရမှာမဟုတ်အခုကျွန်တော်တို့လက်ရှိရောင်းပေးနေတဲ့ဈေးတွေမှာဆိုရင် iPhone 16 brand new package ဆိုရင်ကျွန်တော်တို့39သိန်း8000ရှိတယ်ဗျာနော် XA region ပေါ့ iPhone 15 ZBA region 36သိန်း9000ရှိတယ်ကျွန်တော်ဈေးအပြင်တွက်လို့ရှိရင်ကျွန်တော်3သိန်း1000ပဲကွာ3သိန်းပဲကွာတယ်ဗျာနော်အဲ့ဒီအနေထားမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျွန်တော် iPhone 15 brand new package ကတော့လုံးဝမရွေးချယ်သင့်တော့တဲ့အနေထားမှာရှိတယ်အရင်တော့ကျွန်တော်တို့ iPhone 15နဲ့16ကဈေးကကျွန်တော်တို့6သိန်း9သိန်းတစ်ပတ်ချလဲတော့ကွာတယ်အစ်စ်ကိုအခုကကျတော့3သိန်းပဲကွာတဲ့အနေထားမှာမိတ်ဆွေတို့အနေနဲ့ brand new package ဝယ်မယ်ဆိုရင် iPhone 15ရဲ့လုံးဝရွေးချယ်သင့်တဲ့အနေထားမှာတော့မဟုတ်တော့အခုကျွန်တော်တို့ဆိုင်မှာဝယ်ယူမယ်ဆိုရင်တော့ iPhone 16 8 series region ရှိမယ်8 series region ကတော့ကျွန်တော်တို့ဆိုင်မှာရောက်လာ38သိန်း5000ခင်ဗျအဲ့အပြင်မှာကျွန်တော်တို့မှာနောက်ထပ် region တစ်ခုရှိတယ် iPhone 16မှာဆိုရင် J မြင်းဆောင် A region ဆိုရင်ကျွန်တော်တို့ဆိုင်မှာရောက်လာ38သိန်း9000ပါခင်ဗျ iPhone 15ကတော့ကျွန်တော်တို့ဆိုင်မှာရောက်လာ35သိန်း9000ခင်ဗျနော်အဲ့မှာねကျွန်တော်ဈေးပါJ region နဲ့ဒီ iPhone 15နဲ့ရှင်မယ်ဆိုရင်ကျွန်တော်2သိန်းပဲกว่าတော့အနေထားခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့လက်ရှိသုံးနေတဲ့ဖုန်းဟောင်းနေနဲ့လည်းကျွန်တော်ဆိုင်မှာလာပြီးတော့ဟောင်းပေးတဲ့လက်ထက်ရေးချဆိုပြီးတော့ဝယ်လို့ရခင်ဗျကျွန်တော်နာမည်ကတော့ဘလုံးသီးခေါ်အန်ဝါပြည့်စုံပါခင်ဗျအားလုံးကိုကျေးဇူးထူးတယ်ပါတယ်ဗျ